လူငယ်ဘဝကိုအကောင်းဆုံးဖြတ်သန်းနေတဲ့ချောင်းတို့ကစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေဆိုရင်လှုပ်ချင်စိတ်အပြည့်ရှိတဲ့သူဖြစ်ပါသည်ကျမ်းမာရေးနဲ့ပျော်ရွှင်မှုအတွက်ပျော်စရာတွေကိုပဲလုပ်တတ်ပြီးအားကစားနဲ့ e-sport ကိုအကြိုက်ဆုံးဖြစ်ပါသည်ကြားရတဲ့အကြောင်းရင်းကတော့အမြဲတမ်းအနိုင်ရနေရကြောင်းဖြစ်ပြီးတိုက်ကွမ်ဒိုဂျူဒိုနဲ့ခန်ဒိုကိုခံပညာရပ်တွေမှာထူးချွန်နေတဲ့သူလည်းဖြစ်ပါသည်တငယ်ချင်းတွေနဲ့ပတ်ကြည့်ပြနေတဲ့အချိန်မှာလဲဂျောင်တို့ရဲ့ကျေးဇူးကြောင့်ချစ်ကန်စားနိုင်ခဲ့ကြပြီးအချိန်အဖေကဖုံးဆက်ခေါ်တာကြောင့်ထွက်လာခဲ့လိုက်ရပါသည်အဖေဖြစ်သူကကြကြော်ဆိုင်ဖွင့်ထားတာဖြစ်ပြီးဂျောင်တို့ကရောက်လာတာနဲ့ပါဆယ်ထုတ်ကိုယူဆောင်က delivery တော့ပို့ပေးရပါသည်အလားပြင်ဆိုင်ဖွင့်ထားတဲ့အဒေါ်စီကိုလည်းကြကြော်ဝင်ဖို့ပေးရပြီးဂျောင်တို့ကစားပစ်ပေးတဲ့အနေနဲ့ဘီယာပါဝယ်တိုက်ပါသည်အတော်ကဂျောင်တို့ရဲ့သပင်တွေအယောင်ချိုးဖို့တတိပေးလိုက်ပြီးနောက်ဂျောင်တို့တယောက်တငယ်ချင်းတို့စီပြန်လာနေတဲ့အချိန်လူနှစ်ယောက်ဘိုင်ဝဲဆွဲနေတာကိုမြင်လိုက်ရပါသည်ပွဲကကြီးလို့ကောင်းနေပေမဲ့ကရုံးစတောင်းတဲ့ဘဲကဟိုဘဲကိုပလင်းနဲ့ကောက်ရိုက်ကပလင်းအကွဲနဲ့ရင်ဘတ်ကိုပါထိုးလိုက်တာကြောင့်ဂျောင်တို့လည်းဝင်တာဖို့လှုပ်ပါသည်ကရုံးလေးကဂျောင်တို့ကိုပါရန်ရှာလာတဲ့အခါဂျောင်တို့လည်းသူတက်ထားတဲ့ပညာတွေထုတ်သုံးပြီးအလွယ်တကူအမောက်သိပ်ပေးလိုက်ပါသည်ကရုံးလေးရဲ့ခြေထောက်မှာပတ်ထားတဲ့ခြေချင်းကိုလည်းတွေးလိုက်ရပြီးအကဲခံလိုက်ရတဲ့သူကတော့ဂျောင်တို့ကိုကျေးဇူးတွေတင်နေပါသည်တကယ်တော့အကဲခံလိုက်ရတဲ့သူကအစိုးရဝန်ထမ်းဖြစ်နေလို့စိုးဘဟုခရိုင်စောင့်ကြည့်ရေးရုံးကနေဂျောင်တို့ကိုဂုဏ်ပြုပေးခဲ့ကြပါသည်စောင့်ကြည့်ရေးဌာနခွဲရဲ့ကြီးကြပ်ရေးမှူးကင်းစွန်မင်းကသူတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အနှဲငယ်ရှင်းပြပါသည်ကိုရီးယားတနိုင်ငံလုံးမှာလျှက်စစ်ချေချင်းဝိစင်ထားရတဲ့လူတွေအယောက်9000လောက်ရှိနေပြီးအကုန်လုံးကလိမ်မိုင်းဆိုင်ရာကျူးလွန်သူတွေနဲ့ဒုသက်မှုကျူးလွန်ခဲ့တဲ့သူတွေပဲဖြစ်ပါသည်အဲ့လိုကောင်မျိုးတွေကိုပြုပြင်ပြောင်းလဲပေးဖို့မလွယ်ကူတာကြောင့် GPS ပါတဲ့ခြေချင်းတွေကိုဝိစင်ခိုင်းထားပြီးစောင့်ကြည့်ရေးအရာရှိတွေကအချိန်ပြည့်စောင့်ကြည့်နေကြရပါသည်တခါတလေအပြစ်သားတွေပြဿနာရှာတဲ့အခါကျရင်လေပတ်ဝန်းကျင်ကပြည်သူတွေမထိခိုက်အောင်တွားရောက်ဖြည့်ချင်းပေးကြရပါသေးတယ်အဲ့ဒီလိုတွားရှင်းပေးရတဲ့ဝန်ထမ်းတွေကိုကိုယ်ခံပညာအရာရှိလို့ခေါ်ပြီးအရင်နေ့တုန်းကဂျောင်တို့ကပေးခဲ့တဲ့သူကလည်းကိုယ်ခံပညာအရာရှိတစ်ယောက်ဖြစ်ပါသည်ကြီးကြပ်ရေးမှူးကင်းစွန်မင်းကအရင်အမောင်းကောင်းပြီးကိုယ်ခံပညာတွေတက်မြောက်ထားတဲ့ဂျောင်တို့ကိုမျက်စိကျနေပါသည်လက်ရှိသူတို့ရဲ့ရုံခွဲမှာကိုယ်ခံပညာအရာရှိ3ယောက်ပဲရှိတာဖြစ်ပြီး24နာရီလုပ်ငန်းလည်ပတ်နိုင်ဖို့တယောက်ကို10နာရီစီအလဲကျလုပ်နေကြရတာဖြစ်ပါသည်အခုတော့အရာရှိတယောက်ကစေယုံတင်လိုက်ရပြီဖြစ်လို့ကြံခဲ့တဲ့သူတွေကမနိုင်မနှင်းအလုပ်လုပ်ရတော့မှာပါအဲ့ဒါကြောင့်ကြီးကြပ်ရေးမှူးကဒဏ်ရာရသွားတဲ့အရာရှိစေယုံတင်ထားရတဲ့9ဘက်အတွင်းသူ့နေရာကိုအစာထုတ်ဝင်လုပ်ပေးဖို့ဂျောင်တို့ကိုကမ်းလှမ်းလာပါသည်ဂျောင်တို့ကဒီအလုပ်ဟာစိတ်ဝင်စားဖို့ကောင်းလာမေးတော့လူတယောက်ချင်းစီတိုင်းမှာစိတ်ဝင်စားမှုချင်းမတူကြတာကြောင့်ကြီးကြပ်ရေးမှူးလည်းအဖြစ်မပေးနိုင်ပဲဖြစ်နေပါသည်ဒါပေမဲ့ဒီအလုပ်ကအများပြည်သူတွေမထိခိုက်အောင်ကိုကြီးစောင့်ရှောက်ပေးရတာဖြစ်လို့ဂုဏ်ယူစရာကောင်းပြီးတင်ယူစရာတွေအများကြီးရှိကြောင်းပြောလိုက်ပါသည်အဲ့နောက်ဂျောင်တို့ကကိုခံပညာအရာရှိလုပ်တင်လာဆိုတာတငယ်ချင်းတွေနဲ့တိုင်ပင်ပါသည်တငယ်ချင်းတွေကတော့ကိုခံအားကောင်းပြီးတက်ထိတ်ရှင်မှုတွေကြိုင်းနေတတ်တဲ့ဂျောင်တို့အတွက်လူမိုက်တွေကိုထိမ့်သိမ်းပေးရတဲ့အလုပ်ကကိုင်းညီမှုရှိကြောင်းပြောကြပါသည်အဖေကလည်းသူသားကိုစိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်သေးခြင်းနာကြောင်းလုပ်ကြည့်လိုက်ဖို့ပဲပြောပါသည်အဲ့လိုနဲ့ဂျောင်တို့လည်းကိုခံပညာအရာရှိအစားထိုးလုပ်ဖို့လက်ခံလိုက်ပြီးကြီးကြပ်ရေးမှူးကင်းစောမင်းကအလောက်ကလူတွေနဲ့မိတ်ဆက်ပေးပါသည်ကိုခံပညာအရာရှိခေါင်းဆောင်ဒုံဝန်းကဂျောင်တို့ကိုအလုံးနဲ့ပတ်သက်ပြီးရှင်းပြပေးပါသည်ပရိုဂရမ်တစ်ခုကနေရာဇဝတ်သားတွေကိုအစိမ်းရောင်အမှန်အသားတွေအဖြစ်စောင့်ကြည့်ရတာဖြစ်ပါသည်လျှက်စစ်ချေချင်းဝရဲ့ဘက်ထရီ30ရာခိုင်နှုန်းအောက်ရောက်သွားရင်အမှန်အသားတွေအဝါရောင်ပြောင်းသွားမှာပါအဲ့အခါကျရင်ရာဇဝတ်သားတွေကိုဖုံးဆက်ပြီးတော့ဘက်ထရီအားသွင်းဖို့သတိပေးရမှာဖြစ်ပြီးကလန်ကန်ဆန်လုပ်နေရင်လူကိုယ်တိုင်သွားရောက်စစ်ဆေးရပါလိမ့်မယ်ဂျောင်တို့တယောက်တိထတင်တာတွေကိုတိလိုက်ရပြီးနောက်ပြင်းစရာကောင်းသွားနဲ့အကျဉ်းသားတွေကိုအချိန်အကြာကြီးစောင့်ကြည့်ပေးနေရပါသည်အချိန်အတော်ကြာရဲ့အခါမှာတော့လိန်အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ရန်ဟိုရဲ့ချေချင်းဝဘက်ထရီအားနည်းနေတာကိုတွေ့လိုက်ရပါသည်အဲ့ဒါကြောင့်ဂျောင်တို့လည်းဖုံးဆက်ပြီးတော့အားသွင်းမှုပြောပေမဲ့ရန်ဟိုကကလန်ကဆန်တွေပြန်ပြောတဲ့အပြင်ဖုံးကိုလည်းဆက်ပိတ်သွားပါသည်ဂျောင်တို့ကဒီလိုမျိုးအခြေအနေကိုကြီးကြပ်ရေးမှူးကိုပြောလိုက်တော့ကြီးကြပ်ရေးမှူးကလည်းလိုက်သွားကြမယ်လို့ပြောပါသည်အရင်ဦးဆုံးဂျောင်တို့အတွက်လိုအပ်တဲ့အကာအကွယ်နဲ့ရင်ဘတ်မှာကင်မရာတစ်ခုတက်ဆင်ပေးလိုက်ပြီးလျှက်စစ်ကျင်းသားကိုလည်းထည့်ပေးလိုက်ပါသည်ဒီလိုနဲ့ပဲကြီးကြပ်ရေးမှူးနဲ့ဂျောင်တို့ထွက်လာခဲ့ကြပြီးအခုသူတို့သွားတွေ့ရမယ့်ဒုစရိုက်သမားရန်ဟိုဟာအလဲတန်းကျောင်းသူတအူးကိုအာဓမပြုကျင့်ခဲ့သူဖြစ်ပြီးလျှက်စစ်ကျင်းသားကိုလိုအပ်မှသာသုံးဖို့ကြီးကြပ်ရေးမှူးကမှားထားပါသည်နေရာစီရောက်တဲ့အခါဂျောင်တို့ကရန်ဟိုရဲ့တိုက်ခန်းကဘယ်ဟာလဲဆိုတာတန်းသိနေပါသည်ဂျောင်တို့က delivery လုပ်ခဲ့ပူတာကြောင့်အဆောက်အဦတွေကိုကြည့်လိုက်တာနဲ့ဘယ်ဟာကဘာလဲဆိုတာသိနေတာပါရန်ဟိုနေတဲ့တိုက်ခန်းရဲ့ပြတင်းပေါက်မှာလုံခြုံရေးတံမန်းတွေကိုထွက်ပြေးဖို့အတွက်တမင်တက်ဖြုတ်ထားကြောင်းဂျောင်တို့ကရှင်းပြပါသည်အဲ့ဒါကြောင့်ဂျောင်တို့ကပြတင်းပေါက်ဘက်ကနေစောင့်နေခဲ့ပြီးကြီးကြပ်ရေးမှူးကတကားဘက်ကနေရန်ဟိုကိုအော်ခေါ်နေပါသည်ရန်ဟိုကမိန်းကလေးတစ်ယောက်ကိုအာဓမပြုခြင်းမှုစ조사နေတာဖြစ်ပြီးကြီးကြပ်ရေးမှူးရဲ့အော်ခေါ်တန်ကြောင့်ဓာတ်တချောင်းကိုဆွဲယူလိုက်ပါသည်
အဲ့အချိန်မင်းကလေးကတကားဖွင့်ပေးလိုက်တော့ရန်ဟိုကဂျောင်းတို့အသင်းဆောင်နေတဲ့ပြတင်းပေါက်ဘက်ကိုခုန်ချသွားပါသည်ရန်ဟိုကဂျောင်းတို့ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ဂျောင်းတို့ကဘုံကိုပိတ်ကန်ပေးလိုက်ပြီးကျင်းစန်းနဲ့တိုးဝေးလိုက်တော့ရန်ဟိုလည်းအိပ်ပျော်သွားခဲ့ရပြီဖြစ်ပါသည်တိကျရင်မှုကရန်ဟိုကိုစောင့်ကြည့်ရေးအရာရှိတွေရဲ့စကားကိုနားမထောင်မှုခြေချင်းဝတ်ကိုဖျက်ဆီးမှုတွေနဲ့ဖမ်းဆီးလိုက်ပါသည်အဲ့နောက်ပိုင်းမှာလည်းဂျောင်းတို့ဒုစရိုက်သမားတွေကိုစောင့်ကြည့်နေတဲ့အချိန်ဂျုံရင်ဆိုသူကမူမမှန်နဲ့လှုပ်ရှားမှုတွေလုပ်နေတာကိုခြေရခံမိတာကြောင့်ချက်ချင်းသွားကြည့်ကြပါသည်ကစားကွင်းဘက်ကကလေးတွေကိုကြည့်ပြီးအာသာဖြစ်နေတဲ့ဂျုံအင်ကိုမြင်လိုက်ရတော့ဂျောင်းတို့လည်းစိတ်မထိန်နိုင်တော့ပဲအနောက်ကနေလိုက်ဖမ်းပြီးအသေးထိုးဖို့လုပ်ပေမဲ့ကြီးကြပ်ရင်မှုကတားထားပါသည်မဒိန်ကောင်ဖမ်းဆီးလိုက်ပြီးတဲ့နောက်စိတ်မသက်မသာဖြစ်သွားတဲ့ဂျောင်းတို့ကြီးကြပ်ရင်မှုကသုံးထပ်သားကင်ဝယ်ကျွေးမယ်လို့ပြောပါသည်ဂျောင်းတို့ကသူ့ငယ်ချင်းတွေနဲ့ချိန်ထားသေးရာကြောင့်တငယ်ချင်းတို့ကိုပါဝယ်ကျွေးဖို့ပြောတော့ကြီးကြပ်ရင်မှုလည်းလက်ခံလိုက်ရပါသည်ဒီလိုနဲ့စားတော့ဆိုင်မှာလူဆောင်ကြတဲ့အခါဂျောင်းတို့ရဲ့တငယ်ချင်းတွေဖြစ်ကြတဲ့စာရေးစရာကန်အစိုးတန်းနဲ့တီကောင်တို့ကကြီးကြပ်ရင်မှုနဲ့မိတ်ဆက်ကြပါသည်အစိုးတန်းကအစားအသောက်တွေမှာတဲ့အခါလူအယောက်20စာမှနေရကြောင်းကြီးကြပ်ရင်မှုလည်းမျက်ခုံးလုံနေရပါသည်အကောင်လုံးကအရက်တောက်ကြပေမဲ့လေဂျောင်းတို့ကတော့အယ်ကိုဟောခြေပြတ်နိုင်စွမ်းအားနေလို့မတောက်ပါဘူးစာရေးစရာကန်ကစောင့်ကြည့်ရေးအရာရှိတွေအကြောင်းလေ့လာခဲ့ပြီးအနေရများသလိုစိတ်ဖိစီးမှုတွေခံစားရနိုင်တာကိုသိရှိခဲ့ကြောင်းပြောပြပါသည်အဲ့ဒါကြောင့်ကြီးကြပ်ရင်မှုတယောက်ဘာကြောင့်ဒီအလုပ်ကိုရွေးခဲ့ရလဲဆိုတာမေးကြည့်ပါသည်ကြီးကြပ်ရင်မှု10နှစ်သားတုန်းကကားအက်ဆီဒန့်တစ်ခုကိုရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးတရားတော်မယ်လို့ထင်နေချိန်မှာရဲသားတစ်ယောက်ကကယ်တင်ပေးခဲ့တာကြောင့်အသက်ရှင်ခွင့်ရခဲ့ပါသည်အဲ့ဒါကြောင့်ရဲအရာရှိတယောက်ဖြစ်ရှင်ခဲ့ပေမဲ့အက်ဆီဒန့်ကြောင့်ဘယ်ဘက်ခြေထောက်ရဲ့ကြီးထွားစေတဲ့တစ်ရှူးတွေကိုထိခိုက်စေခဲ့ပြီးခြေထောက်တစ်ဖက်တိုးသွားပါသည်မပြေးနိုင်တော့တာကြောင့်ရဲအရာရှိမဖြစ်နိုင်ရင်တော့သူလုံးနိုင်မဲ့အလုပ်မျိုးကိုရှာကြည့်ရင်းကနေစောင့်ကြည့်ရေးအရာရှိလုပ်လို့ရတာကိုသိခဲ့ရပါသည်ဒုစရိုက်သမားတွေနောက်ထပ်ပြင်းမှုတွေမကျူးလွန်အောင်စောင့်ကြည့်ပေးရတာကဂုဏ်ယူဖို့ကောင်းသလိုသာသမီရှိတဲ့ကြီးကြပ်ရေးမှုအတွက်ပိုပြီးအထိပ္ပယ်ရှိတဲ့လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါသည်ကြီးကြပ်ရေးမှုရဲ့ဖွင့်ရပြောဆိုမှုတွေကိုဂျောင်းတို့ကအားပေးခဲ့ကြပြီးကြီးကြပ်ရေးမှုကိုသူတို့ရဲ့အကိုကြီးအဖြစ်စည်ရင်သွင်းဖို့ရိုးသားမှုတွေနဲ့တစ္ဆာရှိမှုတွေရောတဲ့ထားတဲ့ဆလဲရွက်ထုတ်ကြီးကိုတခါတည်းဝါစာခိုင်းခဲ့ပါသည်အဲ့အချိန်ရုံးမှညာဆိုင်စင်းနေတဲ့အရာရှိနှစ်ယောက်ကပြဿနာနှစ်ခုတပြိုင်တည်းပေါ်လာတဲ့အကြောင်းကြီးကြပ်ရေးမှုကိုဖုံးဆက်ပြောပါသည်ရုံးမှရှိတဲ့အရာရှိနှစ်ယောက်ကအခြားနေရာကိုတွားရမှာဆိုပေမဲ့စောတုံရင်ရောက်ွက်ဘက်မှနေတဲ့ဒုစရိုက်သမားဒုံဝန်းဟာလည်းမသက်ဆိုင်တဲ့နေရာကိုတွားနေပါသည်ဒုံဝန်းကမတော်တဆလူသတ်မှုနဲ့ထောင်ဒဏ်အနည်း20ကြာခံခဲ့ပြီးလွတ်လာတဲ့အချိန်မှာလည်းစောင့်ကြည့်ခံနေရတဲ့သူဖြစ်ပါသည်အခုတော့ဒေါန်ဝန်းနေထိုင်တဲ့နေရာရဲ့အနီးနားမှာရှိနေကြတဲ့ကြီးကြပ်ရေးမှုတို့ကအဆိုတန်းရဲ့ကားနဲ့အတူထွက်လာခဲ့ကြပါသည်နေရာစီရောက်တဲ့အခါဂျောင်းတို့နဲ့ကြီးကြပ်ရင်မှုတို့ကဒုံဝန်းကိုလိုက်ရှာကြပြီးဖြက်စီးခံရတဲ့ခြေချင်းဝတ်ကိုတွေ့လိုက်ကြရပါသည်ခြေရခံလို့မရတော့တဲ့ဒုံဝန်းကိုရှာဖို့အတွက်အဆိုတန်းမှာပါလာတဲ့ဒရုံနဲ့ရှာကြည့်လိုက်တော့တနေရာစီအသေးအတန်သွားနေတဲ့ဒုံဝန်းကိုမြင်လိုက်ရပါသည်အပြည့်သက်တဲ့ဂျောင်းတို့ကအမြန်လိုက်သွားခဲ့ပြီးဆက်သွယ်လို့ရအောင်ကြီးကြပ်ရင်မှုကနှကြက်ထည့်ပေးလိုက်ပါသည်ကြီးကြပ်ရင်မှုကစက်ခရင်ကိုကြည့်ရင်တွားရမဲ့လမ်းကြောင်းတွေကိုပြောပြပေးနေခဲ့ပြီးခဏအကြာမှာတော့အိမ်တိုင်အရှိမတောင်းကျမ်းနေတဲ့ဒုံဝန်းကိုဂျောင်းတို့တွေ့လိုက်ရပြီဖြစ်ပါသည်ဂျောင်းတို့ကဝင်တာရဲ့အခါဒုံဝန်းရဲ့လက်ထဲမှာဓာတ်တစ်ချောင်းရှိနေပြီးဂျောင်းတို့ရဲ့လက်ကိုလည်းကိုက်နေရကြောင်းကိုင်မောက်ပေးလိုက်ပါသည်အဲ့အခါမှာတော့ဒုံဝန်းကသူ့ကိုယ်သူလေပင်ကိုဓာတ်နဲ့ထောက်ပြီးချင်းချောက်လာတာကြောင့်ကြီးကြပ်ရင်မှုကသူပြောတဲ့အတိုင်းဂျောင်းတို့ကိုလိုက်ပြောခိုင်းပါသည်ကြီးကြပ်ရင်မှုကတငယ်ချင်းဖြစ်သူနဲ့ရံပြစ်ထားတာလားဆိုပြီးမေးတော့ဒုံဝန်းကသူဟာကောင်းကောင်းမွန်မွန်နေထိုင်ဖို့ကြိုးစားနေပေမဲ့သူတငယ်ချင်းကသူ့ကိုလူပုံအလဲမှာလျှက်သစ်ချေချင်းဝတ်ထားရတဲ့ကောင်ဆိုပြီးလှောင်မြောင်ခဲ့ကြောင်းပြောပြပါသည်အဲ့ဒီစကားကြောင့်ခံမြင်သွားတဲ့ဒုံဝန်းလည်းတငယ်ချင်းကိုတပ်ပြစ်ဖို့ကြံစီမိသွားတာဖြစ်ပြီးကြီးကြပ်ရင်မှုကအခုလိုလှုပ်လိုက်ရင်20လောက်တိခန့်ခဲ့ရတဲ့အချိန်တွေနှံ့မျောဖို့ကောင်းကြောင်းထောက်ပြပါသည်ကြီးကြပ်ရင်မှုကအကျိုးအကြောင်းစီလျော်စွာနှစ်သိမ့်အားပေးလိုက်တော့မင်းဒုံဝန်းလည်းစိတ်လျှော့သွားခဲ့ပါသည်ဒေါသထွန်းနေတဲ့ရာဇဝတ်သားတစ်ယောက်ကိုဖြောင်းပြနိုင်ခဲ့တဲ့ကြီးကြပ်ရင်မှုကိုချောင်းတို့ကလေးစားမိနေပြီးသူအိမ်မက်ရောက်တဲ့အခါအဖေပြည့်သူကသတင်းကြည့်နေပါသည်သတင်းထဲမှာ၄နှစ်အတွင်း73နှစ်ယောက်မိမငယ်လေး15ယောက်ကိုလိမ်မန်းဆိုင်ရာဆော်ရခဲ့တဲ့ဂီကျွန်းဆိုသူရာဇဝတ်သားတစ်ယောက်အကြောင်းကြေညာနေပါသည်မကြခင်ထောင်ထဲကနေထွက်လာရတော့မဲ့ဂီကျွန်းကိုစောင့်ကြည့်ဖို့အတွက်စောင့်ကြည့်ရေးအဖွဲ့အစည်းဘက်ကလည်းအစီအဝေးလုပ်နေကြပါသည်အရာရှိလူဦးရေတိုးဖို့လိုအပ်နေပေမဲ့လည်းအဖွဲ့အစည်းမှာဘတ်ဂျက်မရှိပဲဖြစ်နေပါသည်တစ်ဖက်မှာတော့စိတ်အပြောင်းအလဲတွေဖြစ်လာတဲ့ကြောင့်တို့ကသူ့ရဲ့တော်ရဲ့ဆိုင်မှာသပင်ကိုတက်တက်ရရက်လေးဖြစ်သွားအောင်ညှက်ခဲ့ပါသည်အပြန်လမ်းမှာတော့စားတောက်ဆိုင်တစ်ဆိုင်ထဲမှာခြေချင်းဝတ်ထားရတဲ့လူတစ်ယောက်ကဝန်ထမ်းမလေးကိုမတိမတ်တာဆွဲလာရန်လာလုံးနေတာကိုမြင်လိုက်ရပါသည်အဲ့ဒါကြောင့်ရုံးကိုအလင်းအမြန်ထွက်လာခဲ့ပြီးပရိုဂရမ်ထဲမှာစစ်ဆေးကြည့်လိုက်တဲ့အခါထိုသူဟာလိမ်မဆိုင်ရာကျူးလွန်ခဲ့မှုရဲ့ဂုဏ်နဲ့ဆိုသူဆိုတာသိလိုက်ရပါသည်
ကျောင်းတို့လည်းသူမြင်ကြရတဲ့အကြောင်းနဲ့ကြီးကြပ်ရင်မှုကိုပြန်ပြောပြလိုက်တော့ကြီးကြပ်ရင်မှုကဖုံးဆက်ကြီးတဲ့အခါဂွန်းနန်ကဒီကနေ့သူ့စိတ်ကြိုက်ပျော်ပါပြည့်မယ်လို့ပြောကဖုံးချသွားပါသည်အဲ့ဒါကြောင့်ကျောင်းတို့လည်းချက်ချင်းထွက်လာခဲ့ကြပြီးဂွန်းနန်ထိုင်ခဲ့တဲ့ဆိုင်မှာဝင်ဆောင်စမ်းကြည့်ပါသည်ဂွန်းနန်ကဝန်ထမ်းမလေးကိုသူ့ဝိတ်လိုက်ခဲ့ဖို့ဖျက်ယောင်းခဲ့ပေမဲ့အငြင်းခံလိုက်ရပြီးရဲ့နောက်ထွက်သွားတာဖြစ်ပါသည်ကျောင်းတို့နဲ့ကြီးကြပ်ရင်မှုတို့လူခွဲပြီးတော့လိုက်ရှာနေကြရင်ကျောင်းတို့ကသူ့ရတော်အပြိုကြီးကိုသတိရသွားပါသည်အဲ့ဒီအချိန်မှာပဲဂွန်းနန်ကကျောင်းတို့ရဲ့အတော်ကိုစော်ကားဖို့စတင်လှုပ်ဆောင်နေပြီဖြစ်ပြီးကျောင်းတို့ရောက်လာတော့အသင့်ပါလာတဲ့ပစ္စည်းနဲ့မှန်တကားကိုခွဲကအထဲကိုဝင်နိုင်ခဲ့ပါသည်အဲ့နောက်ဆက်ရှိတိုင်းလှုပ်ချင်တိုင်းလှုပ်နေတဲ့ဂွန်းနန်ကိုအမောက်သိပ်ပေးလိုက်ကလက်ထိတ်ခတ်လိုက်ပြီးသူ့ရတော်ကိုနှိမ့်သိမ့်ပေးနေခဲ့ပါသည်နောက်တစ်ရက်မှာတော့ဒီအကြောင်းကိုသိသွားတဲ့သူ့အဖေလည်းကျောင်းတို့အတွက်ဂုဏ်ယူနေပြီးကျောင်းတို့ကသူ့လူအရွယ်မှာအဖေဘာလို့ရတဲ့အကြိုက်ဆုံးလဲလို့မေးကြည့်ပါသည်အဖေကပြသက်ကားရတာကိုအကြိုက်ဆုံးဖြစ်ပြီးအဖွဲသီးနဲ့အလုံးလုံးရတာတွေဒိုင်ယာလော့ကြက်ရတာတွေကပင်ပန်းပေမဲ့သူ့ရဲ့နှလုံးသားထဲကနေထွက်လာတဲ့ကြိုးစားအားထုတ်မှုတွေဟာတပားသူကိုပျော်ရွှင်စေရင်ကျဉ်းတယ်လို့ပြောပါသည်။ကျောင်းတို့ကဒီစကားကိုသဘောကျသွားပြီးတစ်ဖက်မှာတော့အစီအဝေးလုံးနေကြကမဒိန်သမားဂီကျွန်းကိုစောင့်ကြည့်ရမယ့်အထူးတပ်ဖွဲ့ထဲမှာကိုယ်ခံပညာအရာရှိ2ယောက်ပါဝင်ရမယ့်အကြောင်းတောင်းဝန်ရှိသူကပြောပြနေပါသည်။ကိုယ်ခံပညာအရာရှိ2ယောက်ထပ်တို့ဖို့စီစဉ်ထားပေမဲ့စောင့်ကြည့်ရေးအရာရှိကိုတော့ထပ်တို့ဖို့အစီအစဉ်မရှိသေးပါဘူး။အဲ့ဒါကြောင့်မဒိန်သမားဂီကျွန်းကိုစောင့်ကြည့်ဖို့အတွက်ကြီးကြပ်ရင်မှုကသူ့အလုပ်ချိန်တိုးရတော့မှာဖြစ်ပါသည်။သူ့အတွက်ပင်မမှဆိုပေမဲ့လည်းသူ့မှာတမီးတစ်ယောက်ရှိနေတဲ့အကြောင်းဂီကျွန်းလို့ကောင်မျိုးလိုလိုလားလားနဲ့စောင့်ကြည့်ပေးမှဖြစ်ပါသည်။ကျောင်းတို့ကဒီအလုပ်ကိုခဏတာပဲဝင်လို့ဖို့စိတ်ကူးထားခဲ့ပေမဲ့သူ့အတွက်လောက်ရတာပြောဖို့ကောင်းတာကြောင့်အဒီတကျအလုပ်လုပ်ချင်ကြောင်းကြီးကြပ်ရင်မှုကိုပြောလိုက်ပါသည်။ကြီးကြပ်ရင်မှုကလည်းဝမ်းသာသွားပြီးသူတို့နှစ်ယောက်ဟာမဒိန်သမားဂီကျွန်းကိုစောင့်ကြည့်ရမယ့်အထူးတပ်ဖွဲ့ဘက်ကိုလိုက်ရတော့မယ်လို့ပြောပြပါသည်။အဲ့ဒီနောက်အနည်း20ထောင်နဲ့ကြက်ခံခဲ့ရတဲ့ဂီကျွန်းတစ်ယောက်ထောင်ထွက်ရမယ့်နေ့ကိုရောက်ရှိလာခဲ့ပြီးသူဟာခြေချင်းဝတ်ကို10နှစ်ကြာဝတ်ဆင်ထားရအောင်မှဖြစ်ပါသည်။ကျောင်းတို့နဲ့ကြီးကြပ်ရင်မှုတို့ကဂီကျွန်းကိုခြေချင်းဝတ်တက်ဆင်ပေးခဲ့ပြီးဒိုင်းနာရမယ့်အချက်တွေကိုပြောပြကအသုံးပြုနိုင်မယ့်ဖုန်းတစ်လုံးကိုလည်းခဏပေးထားပါသည်။ဂီကျွန်းရဲ့နေအိမ်ကိုလိုက်ဖို့ပေးချိန်မှာလိုင်းထဲကပြည်သူတွေကသူ့လိုမဒိန်ကောင်တည်ရန်ပေးဖို့ဆန္ဒပြနေကြပေမဲ့ဂီကျွန်းကတော့အိမ်ထဲကကလေးမလေးကိုတော့စိတ်ဝင်စားကြည့်နေခဲ့ပါသေးတယ်။ညအချိန်ဂီကျွန်းကိုကင်းဆောင်ပေးတဲ့ရဲတွေပြန်သွားတဲ့အခါဂီကျွန်းစီကိုလူတစ်ယောက်ရောက်လာပြီးဂျက်ကက်အင်ကြီးတစ်ထည်လက်ဆောင်ပေးပါသည်။ချက်ချင်းဝတ်ကိုအခုမှဝယ်ဖူးတဲ့ဂီကျွန်းကသတိထားနေပေမဲ့ထို့သူကတော့သူဟာချက်ချင်းဝတ်ကို3နှစ်ကြာဝတ်ဆင်ခဲ့ဘူးသူဖြစ်လို့ချက်ချင်းဝတ်ကအတိအကျအလုံးလုံးနိုင်စွမ်းမရှိကြောင်းနဲ့အဆောက်အဦတစ်ခုထဲမှာဆိုရင်ကိုဘာလုံးနေလဲဆိုတာမသိနိုင်ကြောင်းရှင်းပြပါသည်။ဂီကျွန်းနဲ့ဒီလူတို့မှာတိုးဝက်အစီအစဉ်တစ်ခုရှိနေပြီးနောက်တစ်ရက်မှာတော့ဂီကျွန်းရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေကြတဲ့အကြောင်းတို့မြင်လိုက်ရပြီးအမြန်နောက်ရောက်ခံလိုက်ကြည့်ပါသည်။ဂီကျွန်းအစာအုပ်တစ်ခုတည်းကိုဝင်သွားတဲ့အခါကျောင်းတို့လည်းအမြန်လိုက်ကြည့်ပေမဲ့မျက်ခြေပြတ်သွားခဲ့ပြီးအပေါ်ဓာတ်မှာကလေးတင်တန်းကျောင်းတွေရှိနေတာကိုသိလိုက်ရပါသည်။ဒါပေမဲ့ဒီအချိန်ကကလေးတွေလာမဲ့အချိန်မဟုတ်သေးလို့အောက်ထပ်ကိုတွားကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီးအောက်ထပ်မှာတော့ဂီကျွန်းကအနက်ရောင်ကားတစ်စီးထဲမှာလူတစ်ယောက်နဲ့တွေ့ဆုံနေပါသည်။ထို့သူကတော့ဒါဝါဆိုင်တွေကနေစီးပွားရှာနေတဲ့သူဖြစ်ပြီးဂီကျွန်းသားကလေးတွေနဲ့အတူနေတဲ့ဗီဒီယိုရိုက်ကူးပေးမယ်ဆိုရင်10မိနစ်တဲ့ပုတ်ကို1သိန်းပေးမယ်လို့ပြောပါသည်။သူကိုယ်တိုင်ပဲကလေးတွေရှာပေးမှဖြစ်ပြီးရိုက်ကူးရေးပိုင်းကိုတော့အရင်နေ့ညတုန်းကဂီကျွန်းကိုလာတွေ့တဲ့ပြောင်ကျွန်းကတောင်းအောင်ယူမှဖြစ်ပါသည်။အဲ့အချိန်ကျောင်းတို့ရောက်လာတော့သူတို့ရှိနေတဲ့ကားထဲကိုတေချာမမြင်ရတာကြောင့်နံပါတ်ပြားကိုမှတ်သွားခဲ့ပြီးကားပါကင်တစ်ခုလုံးကိုလိုက်ရှာကြည့်ပါသည်။ကျောင်းတို့အလုရှုံနေတဲ့အချိန်အတွင်းမှာဂီကျွန်းကလစ်ထွက်လာခဲ့ပြီးကြီးကြပ်ရင်မှုရဲ့ဖုံးခေါ်ဆိုမှုကိုလက်ခံကထမင်းလိပ်ဆိုင်ထဲမှာအတတကြီးဝင်ထိုင်နေလိုက်ပါသည်။အဲ့ဒါကြောင့်ကျောင်းတို့လည်းဘာမှဆက်လို့မရတော့ပေမဲ့ဂီကျွန်းရဲ့လှုပ်ရှားမှုတွေကိုတော့တန်နေရဝင်နေတုံးပဲဖြစ်ပါသည်။စေးရုံတက်နေရတဲ့ကိုခန့်ပညာအရာရှိမင်းဂျိုကလည်းစေးရုံဆင်းလာပြီးဖြစ်ပြီးသူ့ကိုကက်တင်ပေးခဲ့တဲ့ကျောင်းတို့ကိုအကြမ်းခံလက်အိတ်တစ်စုံလက်ဆောင်ပေးခဲ့ပါသည်။ညဘက်မှာတော့ဂီကျွန်းနဲ့သူ့လူတွေစတင်လှုပ်ရှားကြပြီးဝါဝါဆိုတဲ့ကလေးမလေးကိုဖမ်းဆီးကရာဇဝတ်မှုကျူးလွန်ခဲ့မှုတဲ့ရန်ဟုတ်နဲ့လည်းအပေးအယူလုပ်ခဲ့ပါသည်။ဂီကျွန်းရဲ့လှုပ်ရှားမှုတွေကိုခြေရမခံမိအောင်သူနေတဲ့အစာအုပ်ရဲ့အခြားခန်းထဲမှာဒါဝါဆိုင်အတွက်ဗီဒီယိုရိုက်ကူးမှဖြစ်ပါသည်။နောက်တစ်ရက်မှာတော့ရန်ဟုတ်ရဲ့ဘက်ထရီအားနည်းနေတာကိုအရာရှိမင်းဂျိုသိလိုက်ရပြီးဖုံးဆက်လို့တော့မရပါဘူး။အဲ့ဒါကြောင့်ကြီးကြပ်ရင်မှုနဲ့မင်းဂျိုတို့ကရန်ဟုတ်စီကိုလိုက်သွားကြမှာဖြစ်ပြီးကျောင်းတို့ကတော့ဂီကျွန်းရဲ့လှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်နေပါသည်။သူတို့ရဲ့အကုန်လုံးရာဇဝတ်သမားမဒိန်ကောင်တွေအနောက်ကိုလိုက်ရင်းနဲ့တယောက်တနေရာစီမှာကြောင်ပိတ်ခံလိုက်ကြရပါသည်။ရန်ဟုတ်နဲ့သူ့လူတွေကကြီးကြပ်ရင်မှုနဲ့မင်းဂျိုတို့ကိုအမဲဖြတ်ဖို့စူးစမ်းနေကြပြီးတစ်ဖက်မှာလည်းကျောင်းတို့ကလူမိုက်တွေအများကြီးကိုရင်ဆိုင်တိုက်ခိုက်နေရပါသည်။ကိုခံပညာမျိုးစုံတက်ထားပေမဲ့လည်းအများနဲ့တယောက်ဖြစ်နေတာကြောင့်ရုံးကန်ရင်ပြန်ခုခံနေရကတစ်ဖက်မှာတော့ကြီးကြပ်ရင်မှုဒုံးနဲ့အရိုက်ခံလိုက်ရပါသည်။
အဲ့ဒါကြောင့်မင်းဂျိုကအလျင်အမြန်ပြေးဝင်လာပြီးရန်ဟိုတို့ကိုရင်ဆိုင်တိုက်ခိုက်ပေမဲ့အင်အားချင်းမမျှတာကြောင့်သူလည်းပဲခေါင်းခွဲသွားပါသည်ခေါင်းခွဲလေးရပဲငနေတက်ကောင်ရဲ့ခြေထောက်ကိုချိုးပေးနိုင်လိုက်ပေမဲ့နောက်တစ်ယောက်ကသူ့ကိုတိုက်ခိုက်လာခဲ့ပြီးကျင်းစန်းနဲ့ရှော့တိုက်သွားပါသည်တစ်ဖက်မှာတော့ဂျောင်တို့ကလူမိုက်တွေအားလုံးခက်ခက်ခဲခဲနဲ့အနိုင်ယူနိုင်ခဲ့ပြီးနောက်ကြီးကြပ်ရင်မှုတို့စီဖုံးဆက်ကြည့်ပေမဲ့ဆက်လွတ်မရတာကြောင့်မဒိန်ကောင်ဂီဂျွန်ရဲ့အိမ်ကိုအမြန်ပြေးသွားပါသည်အဆောက်အဦအပေါ်ကိုတက်တော်မဲ့အချိန်မိုးရွာနေတာကြောင့်အောက်ထပ်မှာခြေရတွေမြင်လိုက်ရတော့အောက်ထပ်ကိုအရင်သွားကြည့်ပါသည်ထင်းတဲ့အတိုင်းပဲအဲ့ဒီအခန်းထဲမှာဂီဂျွန်းတို့ကမဒိန်မှုကိုစိတ်ပါလက်ပါကျူးလွန်ဖို့ကြံစီနေကြပြီးသူတို့ရှိနေတာကိုသိသွားတဲ့ချောင်းတို့ကလည်းဘေးကပြတင်းပေါက်ကနေဝင်ဖို့ကြိုးစားပါသည်အိမ်နီးနားချင်းအမျိုးသားတစ်ယောက်ကိုရဲကိုဖုံးခေါ်ပေးဖို့အော်ပြောခဲ့ပြီးနောက်အထက်ကိုဝင်လာတဲ့အချိန်ဂီဂျွန်းကရုတ်တရက်တိုက်ခိုက်လာတာကြောင့်အမြန်အဆန်ခုခံနေရပါသည်အဲ့အချိန်ပြောင်ကျုံးကလည်းဂျောင်တို့အလင်းမှာဓာတ်နဲ့ဝင်ထိုးလာတာကြောင့်အခုတော့ဂျောင်တို့တယောက်ဘိုင်းမှာဓာတ်တန်ရနဲ့ရန်သူနှစ်ယောက်ကိုအလူအလဲရင်ဆိုင်နေရပြီဖြစ်ပါသည်ပြောင်ကျုံးကအမောက်သိမ့်နိုင်လိုက်ပေမဲ့ဂီဂျွန်းကတော့ဂျောင်တို့ရဲ့ဒဏ်ရာကိုအဓိကထားပြီးထိုးနှံ့နေခဲ့ကဂျောင်တို့ရဲ့လက်ပင်ကိုကြစ်ကြစ်ပေါအောင်ဆုပ်ပြီးညှစ်တက်နေပါသည်ဂျောင်တို့လည်းတောင်းခံနေပြီးတော့ဂီဂျွန်းရဲ့ခြေထောက်ကိုကန်လိုက်တဲ့အခါဂီဂျွန်းလည်းအချိန်လွန်ပြီးတော့နေရန်နဲ့ခေါင်းနဲ့ဆောက်ငါသတိမေ့သွားပါသည်ဂျောင်တို့ကအဖက်ခံရတဲ့ကလေးမလေးကိုမကြောက်ဖို့အားပေးနေတဲ့အချိန်သတိပြန်ရလာတဲ့ဂီဂျွန်းကဓာတ်နဲ့ထပ်ထိုးလာခဲ့ပါသည်အဲ့အချိန်ရဲတွေရောက်လာတဲ့အခါပြောင်ညွန်းကအရင်ထွက်ပြေးသွားခဲ့ပြီးဂီဂျွန်းကလည်းရဲတွေကိုတိုက်ခိုက်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်ရဲတွေလည်းဂျောင်တို့ကိုဆေးရုံပို့ပေးခဲ့ကြပြီးသူသားဆေးရုံတင်လာရတဲ့သတင်းကိုရသွားတဲ့အဖေဖြစ်သူကတော့အလော်တကြီးပြေးလာခဲ့ကစိုးရိမ်ပူပန်နေပါသည်ဂျောင်တို့သတိရလာတော့ဂီဂျွန်းလွတ်မြောက်သွားပေမဲ့ကလေးမလေးဘေးကင်းနဲ့အကြောင်းသိလိုက်ရပါသည်ကြီးကြပ်ရင်မှုကတော့လေဗင်းရိုးကျိုးသွားတာကြောင့်ခွဲစိတ်ခံနေရပေမဲ့အာယုံကျော်မထိသွားလို့အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူးအရာရှိမင်းဂျိုကတော့အုံနောက်တည်သွားတဲ့အခြေအနေနဲ့စစ်ဆေးနေတုန်းမှာပဲနှလုံးရက်ပြီးတည်သွားတဲ့ဆိုတာသိလိုက်ရတော့ဂျောင်တို့လည်းမျက်ရည်ကျမိနေပါသည်အရာရှိမင်းဂျိုကသူတည်သွားတဲ့အချိန်မှာတော့သူ့ရဲ့ကိုယ်တွင်းအင်္ကာတွေကိုလှူဒန်းပေးခဲ့ပါသည်အရာရှိမင်းဂျိုရဲ့နာရီပြီးသွားတော့အဖွဲ့အစည်းကဂျောင်တို့ရဲ့လုံရဲ့အတွက်ဂုဏ်ပြုပေးခဲ့သလိုအဖမ်းခံခဲ့ရတဲ့ကလေးမလေးဝါဝါရဲ့အမေကလည်းဂျောင်တို့ကိုကျေးဇူးတွေတင်ကလက်ဆောင်တစ်ခုပေးခဲ့ပါသည်ဝါဝါလေးကဂျောင်တို့ကိုကျေးဇူးတင်ကြောင်းစာရေးလိုက်ပေမဲ့သူမကြုံတွေ့ခဲ့ရတဲ့ကြောင်မက်ဖွယ်ရတဲ့ကြောင့်အခုထိအိမ်ထဲကနေအိမ်ပြင်မထွက်ရသေးဘူးဆိုတာဂျောင်တို့သိလိုက်ရပါသည်ခွဲစိတ်ခံရတဲ့ကြီးကြပ်ရင်မှုကိုဂျောင်တို့ရဲ့တငယ်ချင်းတွေကအဖော်ပြုပေးနေကြပြီးဂျောင်တို့ရောက်လာတော့ဝါဝါလေးအကြောင်းပြောပြပါသည်မဒိန်သမားဂီဂျွန်းဟာအရင်ကတည်းကရဲတွေကိုရှောင်နိုင်ပြီးတော့ကလေးတွေကိုမဒိန်ကျင်ခဲ့တဲ့လူယုံမှဖြစ်တာကြောင့်ဒီတစ်ခါမှလည်းလွယ်လွယ်နဲ့အဖမ်းခံမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ဒဏ်ရာရထားတဲ့ကြောင်တို့ကိုအနားယူဖို့နဲ့ဒီအမှုကိုရဲရဲစီမှာပဲအထားလိုက်ဖို့ကြီးကြပ်ရင်မှုကနားချပါသည်ဒါပေမဲ့ဂျောင်တို့နဲ့သူတငယ်ချင်းတွေကတော့မဒိန်ကောင်ကိုဖမ်းဆီးဖို့စိတ်ရထက်သန်နေကြပြီးသူတို့ဘာသာလှုပ်ရှားဖို့စီစဉ်နေကြပါသည်ကျောင်းတို့ဂီဂျွန်းအနောက်ကိုနောက်ရောက်ခံလိုက်ခဲ့တုန်းကမတင်ကားတဲ့အနက်ရောင်ကားတစ်စီးရဲ့နံပါတ်ကိုမှတ်သားခဲ့ဘူးပါသည်အခုအဲ့ဒီကားနံပါတ်ကိုသူတငယ်ချင်းကိုပြောပြလိုက်တော့တငယ်ချင်းရဲ့အကူကျေးသူနဲ့ဘယ်သူကလဲဆိုတာချေရခံနိုင်ခဲ့ပါသည်လက်နက်အဖြစ်သုံးလို့ရမယ့်ပစ္စည်းတွေဝယ်ယူပြီးနောက်ကားပိုင်ရှင်ရဲ့တိုက်ခန်းအောင်သွားခဲ့ပြီးအစိုးရက YouTube မှာကြည့်ထားတဲ့အတိုင်းတကားလုံးကိုကျင်းစမ်းနဲ့ရှော့တိုက်လိုက်ပါသည်အတန်တွေမီလာတာကြောင့်ထွက်ပြေးတော်မယ့်အချိန်ဂီဂျွန်းကိုပတ်စံပေးပြီးခိုင်းခဲ့တဲ့ကားပိုင်ရှင်အပြင်ထွက်လာတော့ဂျောင်တို့လည်းအမြန်ဖမ်းဆီးလိုက်ကြပါသည်သူ့ကိုကျိုးနဲ့တုပ်ပြီးတော့ကွန်ပျူတာကိုစစ်ဆေးကြည့်တဲ့အခါကလေးတငယ်တွေကိုလိမ်မိုင်းဆိုင်ရာကျူးလွန်ထားတဲ့ဗီဒီယိုတွေတန်းနဲ့ချီပြီးတွေ့လိုက်ရပါသည်အဲ့ဒါကြောင့်ဒေါသထွက်သွားတဲ့ဂျောင်တို့ကကားပိုင်ရှင်ကိုကျင်းစမ်းနဲ့ကြွေးတော်မယ့်အချိန်တငယ်ချင်းတွေကဝိုင်းတာကြောင့်ရုံးရင်းဆန်ခတ်ပြစ်ကကားပိုင်ရှင်ရဲ့မျက်လုံးကိုထိသွားပါသည်အမြင်အာရုံဆုံးရှုံးနိုင်တာကြောင့်ဂီဂျွန်းအကြောင်းပြောပြရင်လူနာတင်ရင်ခေါ်ပေးမယ်ဆိုပြီးပြောတော့ကားပိုင်ရှင်လည်းသဘောတူလိုက်ပါသည်သူကဂီဂျွန်းကိုအကျိုးဝက်ကတစ်ခုပေးထားတာကြောင့်ဂီဂျွန်းဘယ်နေရာတွေမှာအဲ့ဒီကတ်ကိုအသုံးပြုခဲ့လဲဆိုတာကိုသူ့ရဲ့ဖုန်းကနေတစ်ဆင့်ကြည့်လို့ရကြောင်းပြောပြပါသည်ဂျောင်တို့ကဒီရတော့အတွင်းမှာဂီဂျွန်းဟာကားပိုင်ရှင်စီကိုနောက်ထပ်ဗီဒီယိုတွေပို့ထားသေးရဲ့ဆိုတာသိလိုက်ရတော့ဒေါသတွေထောင်းထောင်းထားနေပေမဲ့ဥပဒေပေါင်းကြီးရှိနေသေးတဲ့အကြောင်းဘာမှမလုပ်နိုင်ခဲ့ပါဘူးဒါပေမဲ့ရာဇဝတ်သားကိုဖမ်းမိထားတဲ့အကြောင်းရဲရဲစီကိုဖုံးဆက်ခဲ့ပြီးနောက်ဂီဂျွန်းရှိနိုင်မဲ့နေရာတွေကိုစစ်ဆေးကတွားရောက်ဖမ်းဆီးဖို့ပြင်ဆင်ကြပါသည်အဲ့ဒီအချိန်အဖေဖြစ်သူရောက်လာတော့သူသားကိုအန်ရတော်တဲ့မသွားသေးချင်တာကြောင့်တားပါသည်လျှက်စစ်ချေချင်းဆိုတာဘာမှမသိခဲ့တဲ့ကြောင်တို့ကအခုတော့အခြားအရာတွေကိုပါသိနေတတ်နေပြီဖြစ်တဲ့အပြင်စနစ်သမီးလေးတယောက်မတရားခံခဲ့ရတာတွေကိုမခံစားနိုင်ဖြစ်ရပါသည်အဲ့ဒါကြောင့်သူ့အသက်ကိုစွန့်စားရမယ်ဆိုရင်တော့ဂီဂျွန်းကိုဖမ်းဆီးခြင်းနေပြီးအခုချိန်မှတော့ဂီဂျွန်းဟာအခြားကလေးတယောက်အပေါ်ပြင်းမှုကျူးလွန်နေနိုင်ကြောင်းကြောင်တို့ကရှင်းပြပါသည်အဖေဖြစ်သူလည်းသူသားရဲ့ရှင်းပြချက်တွေနဲ့စိတ်ဓာတ်ကိုအတိအမှတ်ပြုပေးလိုက်ပြီးကိုကိုဂယူးဆိုင်ဖို့မှာလိုက်ပါသည်
အဲ့နောက်တော့ဂျောင်းတို့နဲ့သူ့တငယ်ချင်းတွေထွက်လာခဲ့ကြပြီးအရာရှိမင်းကျိုလက်ဆောင်ပေးခဲ့တဲ့အကျန်းကန်လက်အိတ်ကိုဝစ်ထားလိုက်ကဂီကျွန်းလှုပ်ရှားခဲ့တဲ့နေရာတစ်ဝိုက်မှာသူ့အကြောင်းကိုစုံစမ်းကြည့်ပါသည်အဆိုတက်ကတော့သူ့ရဲ့တရုံကနေတစ်ဆင့်စောင့်ကြည့်နေပြီးအဲ့အချိန်မော်ဒယ်တစ်ခုအရှိမယောက်ျားလေးဖက်နှက်တွေနဲ့စားကျွေးစားကြနေအများကြီးကိုမတင်ကားစပွဲတွေ့လိုက်ရပါသည်အဲ့ဒါကြောင့်ဂျောင်းတို့လည်းအနေငယ်စစ်စစ်ကြည့်လိုက်ပြီးနောက်သူ့တငယ်ချင်းနှစ်ယောက်ကိုကားထဲမှာစောင့်နေခံလိုက်ပါသည်အထဲမှာတော့ဂီဂျွန်းနဲ့သူ့လူတွေဝိုင်းကောင်းနေကြပြီးဂျောင်းတို့ရောက်လာတော့အကောင်လုံးထွက်လာကြကရုံးရင်းဆန်ကတိုက်ခိုက်ကြပါသည်ပြောင်ကျုံးကကြီးကဝစ်ထားတဲ့ဂျောင်းတို့ကိုဓာတ်နဲ့ထိုးချင်နေပေမဲ့ဒီတစ်ခါမှတော့မအောင်မြင်ခဲ့ပါဘူးဂျောင်းတို့လူမိုက်တွေကိုရင်ဆိုင်နေတဲ့အချိန်ဂီဂျွန်းထွက်ပြေးသွားတော့အဆိုတက်ကဒရုံနဲ့နောက်ရောက်ခံလိုက်ပေးပါသည်ကျောင်းတို့လူမိုက်တွေအကုန်လုံးကိုအမောက်သိပ်ပြီးသွားတော့အဆိုရပြောတဲ့လမ်းအတိုင်းလိုက်သွားတဲ့အခါစစ်လိတ်ထိုင်တောင်ရင်သူ့ကိုစောင့်နေတဲ့ဂီဂျွန်းတွေ့လိုက်ရပါသည်သူတို့တွေဘလုံးပထွေးနဲ့တိုက်ခိုက်နေကြရင်အသားရောင်တဲ့ဆိုင်တွေကိုရှောက်သွားတဲ့အခါဂီဂျွန်းကဓာတ်ကင်ပြီးတော့တိုက်ခိုက်လာတာကြောင့်ကျောင်းတို့လည်းတန်မုံနဲ့ပြန်ကားထားရပါသည်အဲ့နောက်ဓာတ်ကြိုက်တွေကိုရှောင်ရှားရင်းနဲ့ဝါပေါင်ရိုးနဲ့လည်းပြန်လဲတိုက်ခိုက်ခဲ့ပြီးဂီဂျွန်းအပြင်ဘက်ကိုထွက်လာဖို့စိန်ခေါ်ပါသည်ဂီဂျုံကဒိုင်နာချောင်းကင်ပြီးတော့အာရပါရတိုက်ခိုက်နေပြီးဂျောင်းတို့ကလည်းအဆောင်ကောင်းနေပေမဲ့ပကုံးအထိုးခံလိုက်ရပါသည်အဲ့နောက်ဂီဂျုံကဂျောင်းတို့အပေါ်စီးကနေထိုးနေရကြောင်းစောက်ကြီးနေတဲ့အဆိုတာကသူ့ရဲ့ဒရုံနဲ့ဂီဂျုံမျက်ခွက်ကိုဝင်တိုက်ပေးလိုက်ပါသည်ဒီလိုနဲ့ဂျောင်းတို့အသာသီးပြန်ရသွားခဲ့ပြီးအပြန်အလှန်ထိုးနှက်နေကြရင်နောက်ဆုံးမှတော့ခြေကန်ချက်တစ်ချက်ထဲနဲ့ဂီဂျုံအမောက်သိပ်ပြီးနှံလိုက်ပါသည်သူကိုယ်တိုင်ပဲမဒိန်ကောင်ဂီဂျွန်းလက်ထိတ်ခတ်ပေးလိုက်ပြီးနောက်မှာတော့ရာဇဝတ်ကောင်ဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက်တမဒါကြီးကဂုံမြူချီးမြှင့်ပေးခဲ့ပါသည်အပြစ်မထွက်ရဲတဲ့ကလေးမလေးဝဝကလည်းဂျောင်းတို့ကိုပန်းသီးလက်ဆောင်ကိုယ်တိုင်လာပေးကကျေးဇူးတင်ကြောင်းပြောခဲ့ပါသည်အဲ့နောက်ပိုင်းတွေမှာလည်းဂျောင်းတို့နဲ့ကြီးကြပ်ရင်မှုတို့ဟာပအောင်ညင်ကပြည်သူတွေစိတ်ချမ်းသာဖို့နဲ့ဘေးကင်းလုံခြုံမှုအတွက်ကိုယ်ခံပညာအရာရှိတောင်အောင်ကိုဆက်လက်ထမ်းဆောင်ခဲ့ကြပါသည်